တာယာနေတဲ့ကုညာတညာလေးအဖူဒီကဲလဲရတဲ့နေ့လည်းနေ့ဆိုလည်းမမာဘူးနော်အိမ်မအမေနဲ့အသားကင်စားပြီးပြန်မယ်လို့နေတော့ဒီပညာတက္ကသိုလ်မှာကျောင်းတက်တဲ့ကုညီမလေးတွေကျောင်းပြီးတဲ့နေ့အဲ့နေ့ကလာနဲ့ဆိုင်ရောက်လာရောဆိုင်မှာကိုကသူတို့မြောက်ခင်ကိုပွားလေးတာယာနေတော့တိတော်လေးစောလိုက်ဆိုင်လေးကြော်ညာလိုက်နဲ့ရည်နေပြီးမောနေပြီးပျော်ပါနေတော့အမေသိမကြပါဘူးကိုညီမတွေအုပ်စုလိုက်ကြီးပလင်းဆွဲပြီးရောက်လာရောအမမျိုးစုံ post ပေး FOD တွေဝယ်အမဖြစ်သူမတောက်ဆိုလည်းမတောက်မနေရတောက်ရမယ်ဆိုပြီးမှကိုလည်းသူတို့လည်းတောက်ရောဘလောက်ထိတောက်ပြီးဘလောက်ထိကျွတ်ကုန်လဲဆိုတာကြည့်ကြည့်ပြီးတော့နော်လေးတွေကမကျွတ်ဘူးအကြီးဖြစ်တဲ့ခါမအရင်ဆုံးမှောက်သွားပါလေရောဒါကမှလို့စီရင်ပွားဒါပဲမတောင်းညနာတောင်းညနာခုနစမစားပြီးမောက်ပါပြီအိမ်ကညီမအဖို့ဒီနဲ့ရင်နွေတိုင်နေမှာနော်အဲ့ဒါတွေမပြီးသေးဘူးသူတို့မှာကနောက်ထပ် KTV သွားမယ်ဆိုပြီးရောက်သွားပြန်ရောကိုညီမတွေအကဲတွေကသူတို့တည်တဲ့အတိုင်းပဲတနေရာပြီးနောက်တနေရာဆက်သူတို့မှာကာရာကနဲ့အကောလုံးမူးနေကြရလားမူးရီဝဝင်နဲ့အမလေးကနဲ့လာတယ်ဗောဒါပေမဲ့သူတို့ထက်ဆိုးတဲ့တယောက်ကရှိတယ်ဘလူးမမုံကျမအဲ့ဒီအနောက်မှာဖြူဖြူကြီးနဲ့အိတ်နေတာကျမမောက်နေပြီးရမှာပလက်တွေရောမောက်ရက်တွေရော